အားလုံးပဲမင်္ဂလာပါရှင်စာသင်ခန်းအလွတ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးပါမယ်ရှင်ကျွန်တော်အသက်15နှစ်ရှိတုန်းကကျောင်းမှာ project တစ်ခုပြအောင်လုပ်ဖို့နောက်ကျမှအိမ်ပြန်ခဲ့ရပါတယ်အလုပ်ပြီးလို့အိတ်သိမ်းပြီးချိန်မှာကျောင်းသားတွေဆရာတွေအကုန်ပြန်သွားကြပါပြီလမ်းလျှောက်တန်းတွေကတိတ်ဆိတ်နေပေမဲ့နေဝင်ကာနီးအလင်းရောင်ကပဒင်းပေါက်တွေကနေလင်းနေတော့မှာပဲ3ဘီစာသင်ခန်းရှိကဖြတ်သွားနေတော့အတန်တန်ကြားလေရပါတယ်ထိုင်ကုန်တစ်လုံးဆွဲသလိုအတန်ကြားလိုက်ရပါတယ်ကျွန်တော်ခြေလန်းရက်လိုက်ပါတယ်အဲ့ဒီအချိန်ဆိုစာသင်ခန်းထဲမှာဘယ်သူမှရှိမနေသင့်ပါဘူးတကားကမှန်ပေါက်လေးကနေခြောင်ကြည့်လိုက်တော့နောက်ဆုံးတန်းထိုင်ကုန်မှာမိန်းကလေးတယောက်ထိုင်နေတာတွေ့ရပါတယ်သပင်ရှည်ကြီးကမျက်နှာကိုဖုံးအုပ်ထားပါတယ်ဘယ်သူလဲလိုက်ပေမဲ့ပြတ်မပြေပါဘူးတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်အခန်းထဲမှာဘယ်သူမှမရှိပါဘူးထိုင်ကုန်တွေစပွဲတွေပဲရှိပါတယ်ကျွန်တော်ကြော်ရွတလျှောက်အေးဆက်သွားပါတယ်အဲ့ဒီအချိန်နာနာကက်ကက်ကနေတူတူလေးအတန်တစ်ခုကြားလိုက်ရပါတယ်ဘာလို့ဝင်လာတာလဲကျွန်တော်လှည့်ကြည့်လိုက်ပါတယ်ဘယ်သူမှမရှိပါဘူးကြောက်လန့်ပြီးအခန်းထဲကပြေးထွက်လာခဲ့ပါတယ်လေကားနာရောက်တော့နောက်တစ်ခေါက်လှည့်ကြည့်မိလိုက်ပါတယ်နောက်ဆုံးတန်းထိုင်ကုန်မှာအဲ့ဒီမိန်းကလေးပြန်ထိုင်နေပါတယ်ဒီတစ်ခါတော့သူမမျက်နှာကိုမြင်ရပါတယ်သူကကျွန်တော်ကိုတက်တက်ကြည့်နေပြီးပြုံးနေပါတယ်နောက်နေ့ကျောင်းရောက်တော့ဆီယမတဦးကိုဒီအကြောင်းမြည်ကြည့်ပါတယ်ဆီယမရဲ့မျက်နှာအယောင်ပြောင်းသွားပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကအဲ့ဒီစာသင်ခန်းထဲမှာကျောင်းသူတူညနေပိုင်းတယောက်ထဲကျန်ခဲ့ရင်တေဆုံးခဲ့ပူပါတယ်သူထိုင်နေကြနေရာကနောက်ဆုံးတန်းရဲ့နောက်ဆုံးထိုင်ကုန်ပါပဲအဲ့ဒီထိုင်ကုန်ကိုဘယ်သူမှမတုံးကြတော့ပါဘူး။ကျောင်းသားတချို့ပြောတာကနေဝင်ပြီးနောက်တယောက်တည်းကျောင်းမှာကြံခဲ့ရင်ထိုင်ကုန်ဆွဲတန်ကြားနေရပါတယ်။အဲ့ဒီအတန်ကြားရင်တကားကိုလုံးဝမဖွင့်ပါနဲ့။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဘေးမှာလာထိုင်မဲ့သူကိုသူကစောင့်နေစေမှုပါ။ဇလန်းလေးကိုနားဆင်ပေးကြတော့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။